ပရိသတ်များမင်္ဂလာပါရှင်ဒီနေ့တော့ဆေးလုံးဝတောက်စရာမလိုပဲညစာစားပြီးနောက်9မိနစ်အတွင်းမှာသွေးကြောတွေကိုတန့်စင်စေတဲ့နည်းလမ်းတွေကိုပြောပြချင်ပါတယ်ရှင်အစာစားပြီးချင်းမှာကျမတို့ရဲ့သွေးကြောတွေဟာတစ်နေ့တာလုံးရဲ့အပင်ပန်းဆုံးအချိန်ကိုရောက်ရှိသွားပါတယ်ဘာလို့လဲဆိုတော့ကြားအဆီနဲ့စွမ်းရည်ပမာဏအများအပြားကိုကင်တွယ်ဖြည့်ရှင်းရလို့ပါတချို့လူတွေကစားပြီးတာနဲ့ဘာမှမလုပ်ပဲထိုင်နေတာဒါမှမဟုတ်လှဲချပြီးဇလန်းတွေကြည့်နေကြပါလေဒီရဲ့နောက်ဆက်တွဲဖြစ်ပေါ်လာတဲ့အကျိုးဆက်ကတော့သွေးစီးဆင်းမှုနှိမ့်ကွေးလာပြီးရေပိုက်ထဲမှာအနည်းအနှစ်တွေစုပုံလာစေပါတယ်ဒါပေမဲ့နီလန်းကောင်းလေးရှိပါတယ်ဒါကတော့ညစာစားပြီးနောက်9မိနစ်လောက်အတွင်းမှာပဲခန္ဓာကိုယ်ရဲ့သွေးကြောတန့်စင်စနစ်ကိုဖွင့်နိုင်ပါတယ်ပြင်းထန်တဲ့လေ့ကျင့်ခန်းတွေလုပ်စရာမလိုဘူးထူးဆန်းတဲ့ဆေးတွေတောက်စရာမလိုဘူးနိုင်ကန်တဲ့အချိန်မှာလှုပ်ရှားပြီးုံနဲ့သွေးကြောတွေကတစ်သက်လုံးကျေးဇူးတင်နေမှာပါနီလန်းကရိုးရှင်းပြီးလုပ်ရတာလွယ်ပါတယ်9မိနစ်တောင်အချိန်ယူစရာမလိုပါဘူးနံပါတ်1အချက်ကခြေလမ်းတရားဖြည်းဖြည်းလျှောက်ပါပြေးလွှားဖို့အထိမလိုပါဘူးညစာစားပြီးနောက်ဖြည်းဖြည်းချင်းလမ်းလျှောက်ပေးပါဘာလို့လဲဆိုတော့အစာစားပြီးတဲ့နောက်မှာခန္ဓာကိုယ်ကအစာချေဖို့အတွက်သွေးတွေကိုဆွဲယူပေးသွားနိုင်လို့ဖြစ်ပါတယ်ကျမတို့ငြိမ်ငြိမ်လေးထိုင်နေရင်သွေးကြောထဲမှာကျန်းတဲ့သွေးတွေကချက်ချင်းပိုပြစ်လာစေပါတယ်ဒါပေမဲ့ခြေလမ်း100လောက်ဖြည်းဖြည်းလျှောက်လိုက်ရုံနဲ့ခြေထောက်နဲ့တင်မားကကြွက်သားတွေကသွေးတွေကိုနှလုံးစီပြည့်ညှစ်ပို့ပေးပါတယ်အဲဒါကြောင့်အစာစားပြီးနောက်သွေးတွင်းတခြားတဲ့ပမာဏကို20%ကနေ30%အကြားပုံမမြန်ဆန်စွာကျဆင်းစေပါတယ်ဒီနည်းလမ်းလေးကိုအိမ်ထဲမှာပဲလုပ်ပေးနိုင်ပါတယ်လမ်းလျှောက်တဲ့အခါမှာလည်းရင်ကိုမတ်မတ်ထားပြီးအသက်ရှူတဲ့အခါရှည်ရှူဖို့မမေ့ပါနဲ့ညစာစားပြီးနောက်လမ်းလျှောက်ခြင်းဟာဝေးစရာမလိုတဲ့ဆေးတစ်မျိုးပါပဲနံပါတ်1နီလန်ကတော့ရေနွေးနွေးတစ်ဝက်တောက်ပါသွေးစီးဆင်းမှုကိုကောင်းစေဖို့ဖြစ်ပါတယ်အစာစားပြီးနောက်အသည်းနဲ့ပန်ကရိယာတရက်ရွတ်တို့ဟာအလုတ်ကြိုးစားနေရပါတယ်ရေနွေးနွေးတစ်ဝက်တောက်ခြင်းကသွေးလေပတ်မှုစနစ်ကိုပုံမချုံမွေစေပါတယ်ပြီးတော့သွေးကြောတွေစတင်ဝင်ရောက်လာတဲ့အဆီတွေကိုလည်းအရေးဖြောပေးနိုင်ပါတယ်နံပါတ်3နီလန်းကတော့အသက်ပြင်းပြင်း10ချိန်ရှူပါညစာစားပြီးတဲ့နောက်မှာတော့ parasympathetic အာယုံကြောစနစ်စတင်အလုပ်လုပ်တဲ့အချိန်ဖြစ်ပါတယ်ကျမတို့အသက်တိုးတိုးရှူနေရင်စိတ်ဖိစီးနေရင်ဒါမှမဟုတ်ချက်ချင်းဖုန်းကြည့်နေရင်သွေးကြောတွေကျဉ်သွားပြီးနှလုံးခုန်လုံးမြင်လာတာကိုမသိလိုက်ပဲဖြစ်တတ်ပါတယ်အယိုးရှင်းဆုံးနီလန်းက4စက္ကန့်လောက်အသက်ပြင်းပြင်းရှူသွင်း4စက္ကန့်အောင်ထားပြီး6စက္ကန့်ဖြည်းဖြည်းချင်းပြန်ထုတ်တာမျိုးလုပ်ပေးရမှာပါဒီလို10ချိန်လုပ်ပါ2မိနစ်တောင်အချိန်မယူရပါဘူးဒါပေမဲ့ပြင်းပြသွေးပေါင်ခြင်းကို9နဲ့10အကြားအတိုင်းအတာထိကျစေနိုင်ပြီးသွေးကြောတွေကိုပုံမကျပြန့်လာတာကိုသိသာစေပါတယ်နံပါတ်4နီလန်းကတော့မျက်နှာကိုရေအေးနဲ့တစ်ပါဒါကသွေးလည်ပတ်မှုစနစ်ကိုပြန်လည်စတင်စေနိုင်ပါတယ်အာယုံကြောစနစ်ပြန်လည်စတင်လက်ပတ်စေနိုင်ပါတယ်ညစာစားပြီးနောက်မျက်နှာကိုရေအေးနဲ့ဆေးကြောခြင်းကနှလုံးနဲ့သွေးကြောတွေကိုဓာတ်ရိုက်ချိတ်ဆက်ထားတဲ့အာယုံကြောစနစ်ကိုလှုံ့ဆော်ပေးတာမို့နှလုံးခုန်နှုန်းနှေးသွားစေသွေးပေါင်ချိန်ကျစေပြီးမျှတအောင်ထိမ့်သိမ့်ဖို့သွေးကြောတွေကိုကျေပြန့်စေပါတယ်ဒါကြောင့်မို့လူသားတိုင်းအသက်ရှည်စွာနေထိုင်မှာကောင်းစွာနေထိုင်မှာကျမတို့ရဲ့သွေးကြောတွေကနောက်ထပ်10စုနှစ်များစွာဆက်လက်အလုပ်လုပ်ချင်နေအောင်နေထိုင်ပါလို့အကြံပြုချင်ပါတယ်ရှင်